အောင်လန်းဘိုးတွေနဲ့မြစ်တာတောင်ခီးချမ်းအကြီးသေးရဲ့စုံလင်လာတဲ့နွားတအုပ်ကလဲလန်တိုင်းတိုးဝေသွားနေကြတဲ့ဖြင့်လဲလန်ကျောင်းတစ်ချောင်းဖုံမြောက်တဲ့ထောင်းထလုံနေသည်ကျေတုတ်ကင်ထားတဲ့နွားကျောင်းသားလေးကလဲလန်းမှာဖဲခွာရန်ကြံစီနေသောနွားတို့အားသူ့ရဲ့ခတ်သေးသေးလေးတန်းလေးပြီးအော်ဟစ်ငောင်းငန်းလိုနေပါတယ်ထိုနွားများနဲ့နွားကျောင်းသားတို့၏အနောက်ခလန်းလန်းတွေတော့လူတို့ရှောင်းလန်းလိုနေကြသည်ထူလီသူမှချားလို့များမဟုတ်ပါမိုးစိတ်ညူဥဆောင်သောဘိုးတင်ပေတူတာအေးတာရနဲ့ဖိုးထွေးကိုကိန်းနဲ့ပေါတူးတို့ပင်ဖြစ်ပေတယ်ပေါတူးသည်ယခုခရီးရလိုက်ပါခွင့်ရရန်အတွက်ဘိုးတင်တို့ကတောင်းမှန်နဲ့ခွင့်တောင်းခဲ့သောကြောင့်လိုက်ပါခွင့်ပြုလိုက်ခြင်းဖြစ်ပေတယ်ကျန်သောသူများမှာပင်ယခုလိုခရီးများမကြာခဏတွားဖို့နေကြသူများဖြစ်ပြီးမထူးဆန်းတော့လဲပေါတူးနဲ့ကိုကိန်းတို့မှယခုခါမှာဘိုးတင်တို့ခရီးထွက်လာခြင်းဖြစ်တဲ့အတွက်များစွာစိတ်လှုပ်ရှားနေပါသည်သူတို့နှစ်ယောက်ဒီပလန်းကြီးများကိုယ်တည်းလွဲထားကြပြီးအစားတောင်များကိုတဲပိုးလာကြရတခြားသူများတဲ့ပိုရိပေမန်းလေတယ်ဘေတူးနဲ့တာအေးဒီချွေးရွှဲကြားကတပြုံးပြုံးနဲ့ပြောနေသည်ပေါတူးတို့နှစ်ယောက်နာသွားကပလိုက်များကူသေးပေးမိအကြောင်းကိုပြောလိုက်ပါတယ်ကိုကင်းနဲ့ကိုပေါတူးကျိုးတို့ကိုပလိုက်ပေးလေရာရှားတဲ့သားကြီးငါတို့ကအထုပ်ထမ်းဖို့လိုက်ရတာပဲလေဘေးကြမှာဗျာတခီးရဲ့သူသွားနေကြတဲ့လူတွေပဲကိုကျိုးတို့ကအထုပ်ထမ်းလိုက်ခဲ့ဆိုတာခမားတို့ကိုစတာပါဒါနဲ့လက်နက်တွေကိုပါလာဗျာမင်းကလည်းဒီမှာတို့လွယ်ထားတယ်လေကွာထိုခါမှဘေတူးနဲ့တာအေးတို့ကကိုကင်းတို့နှစ်ယောက်လွယ်ထားတဲ့ငှက်ကြီးတောင်ဓာတ်တို့ကိုသတိထားမိသွားပါတယ်တအိမ်ကအသေးစားကနုတ်ဖော်ထားတဲ့ဖြင့်အဲမော်လေးများဖြင့်ချီနှောင်ထားတဲ့ဖြင့်အတော်လေးကြည့်ကောင်းပေတယ်ဘေတူးဒီပေါတူးနဲ့ကိုကင်းလွယ်ထားသောဓာတ်ကိုကြည့်တာခင်ဗျားတို့ဘေးကငှားလာတာလေငါကတော့မင်းတော်ရင်ကငှားလာတာကိုပေါတူးအောင်ရွာလူကြီးအိမ်မှာတက်ဖြုတ်ချလာတာပေါ့ပေါတူးစကားကြောင့်အရှိမလမ်းလျှောက်နေသောဖိုးထွေးတဲ့အနောက်ကိုလှည့်ကြည့်လာပြီးပေါတူးကအန်အောဒီမျက်နှာဖြင့်ကြည့်ကကိုပေါတူးခမ ्या ကတော့ငွေဖျားမှန်ပြီဗျာကျုပ်ကအဲ့ဒီဓာတ်ကိုဘယ်လောက်တန်မိုးထားလဲဆိုတော့ခမ ्या မသိဘူးလားခုမှပြန်ထားလို့လည်းမရတော့ဘူးငါကောင်ငါကြီးပဲအပြစ်ပြောမနေနဲ့ကွာမင်းလည်းတည်သားနဲ့ရွာမှာဓာတ်ကောင်းကောင်းဆိုလို့မင်းပါဓာတ်ပဲရှိတာမလားမင်းပါကလည်းငှားပေးမှမဟုတ်ဘူးဆိုတော့လေတုံတက်ဖြုတ်လာတာကွာပြောပြပြီးယူခဲ့ပေါ့ဗျာပြောပြီးရင်လည်းမင်းပါကပေးမှမဟုတ်လို့လားအဲ့ဒါလည်းဟုတ်တာပဲသူသားကိုကျုပ်တို့ကိုင်းတာတော့မကြိုက်ဘူးဗျအဲ့ဒါကကျုပ်ဖရဲ့အမေကြီးမန်ရဲ့ဓာတ်ဗျရွာထဲဝင်တဲ့မြတို့ကိုခုတ်တက်တဲ့ဓာတ်အဲ့ဒါတောင်သူကတံမိုးထားတာဗျဘိုးတို့နဲ့ပေါတူးတို့စကားပြောနေချင်းတာအေးနဲ့ပေတူးတို့ကပေါတူးနဲ့ကိုကင်လွယ်ထားသောပလိုင်းကြီးများကူလွယ်လိုက်ပါတယ်ထို့နောက်သူတို့သည်နွားအုပ်တော်နေသည့်လမ်းကြောင်းတိုင်းလိုက်ကြရာအကြာသောအချိန်တွင်ညောင်မေစုတင်းကျင်းဇရက်တို့ရောက်လာကြပါတယ်ဘိုးတွေနဲ့မုတ်စိတ်ညို့တို့ဇရက်ပေါ်တက်မဲ့ပြင်းချိန်မှာကိုကင်မလှမ်းမေးလိုက်ပါတယ်ဘိုးတွေအဲ့ဘုံဘာလို့မှာဒီမှာတဲမှာလေဗျာညောင်မေစုရွာတဲ့တဲရအောင်လေကွာအသိမရှိဘူးဗျမင်းကလည်းငါနဲ့ပေါတူပါနေတာပဲမင်းတို့ကောင်တွေကလည်းစောက်ပေါက်သွားနေပြီညောင်မင်းတို့ကြော်မှာတော့အသိမရှိဘူးလားလာရွာထဲမှာပဲတဲမယ်ဟေ့ပေါတူဘာကြီးမို့လို့အိမ်မှာတဲကြမလားဟိုနွားပွဲသားလူပြိုကြီးလားအေးဘောကွာအဲ့ဒါဆိုသွားရအောင်လေပေါတူနဲ့ကိုကိန်းဒီပြောဆိုနေရှေ့မှာထွက်သွားလေရာကျန်သူများလည်းတယောက်ကိုတယောက်မင်းငေါကအချက်ပြလိုက်ကြပြီကိုကိန်းနဲ့ပေါတူတို့နောက်လိုက်ဖို့ပြင်လိုက်ကြပါလေတော့ညောင်မင်းတို့ရွာလေးကိုဝင်လာတဲ့ဘိုးတင်တို့အဖွဲ့ကဓားလွယ်သူကလွယ်ဒူးလေးလွယ်သူကလွယ်လန်တိုကန်သူကကန်နေမို့ညောင်မင်းတို့ရွာသားများကဒိုလောအချစ်ဖြင့်ကြည်နေကြတယ်ရွာသားများ၏မျက်နှာကိုသတိထားမိတော့ကိုကိန်းနဲ့ပေါတူတို့ကသူတို့ကိုကြည်နေသည့်ရွာသားများအပြုံးပြလိုက်ကအတန်ခတ်ကြဲနဲ့ရွာသားများကစကားပြောဆိုလိုက်ပါတယ်ကျုပ်တို့ကမိုးဆိုးတွေဗျတောလိုက်ဖို့ထွက်လာကြတာဟုတ်တယ်ဘာမှစိတ်ပူကြနဲ့ကျုပ်တို့ကမိုးဆိုးတွေပေါတူနဲ့ကိုကိန်းတို့ပြောသားများကိုကြားမှသာရွာသားများတို့ကမတိမတာတက်ပြင်းချလိုက်ပြီးသူတို့ကပြန်ပြုံးပြသွားလေတော့တယ်ဤသို့ဖြင့်ကိုကိန်းတို့နှစ်ယောက်၏ဥဆောင်မှုဖြင့်ညောင်မင်းသူရွာမှာအိမ်ဝိုင်းကျဲကြီးတဲ့တွင်တဲလုံးကြီးများဖြင့်တိဆောက်ထားပြီးပြင်အောင်ပြင်ခင်းအိမ်ကြီးတစ်လုံးစီကိုရှောက်ရှိလာကြတယ်သူတို့အဖွဲ့ကိုမြင်သိနှင့်အိမ်ကြီး၏အောက်တွင်ဆေးတံခဲနေသည့်အသက်60အရွယ်လူကြီးတစ်ယောက်ကသူတို့ကလှမ်းကြည့်ပြီးတော့လောကုတ်ပြုတ်လိုက်လေတယ်အဲ့တဲ့တွေထင်တယ်ကွာလာကြဘာကြီးမုံကတော့နမနဲ့လက်အောင်မျက်စိမုံနေပြီလားမသိဘူးချို့တို့လေဗျာဒူတွေတော့ကွာပေါတူနဲ့ကိုကိန်းမှာပေမင်သားနှစ်ယောက်လာမင်းတို့မလာတာတော့ကြာပေါ့တက်ရောင်ကြီးရောဘာတွေလုပ်နေတော့သူကတော့ဘာလုပ်နေမှမသိဘူးသူ့ပါတယ်လေဗျာအေးလာကြဘာကြီးမုံနေနားပွဲသားတယောက်ဖြစ်သည့်အလျောက်ပေပင်ရွာမှာကိုသိန်းရောင်နဲ့ရင်းနှီးသူဖြစ်ပြီးလူဆက်စုများဖြစ်တော့ကိုကိန်းနဲ့ကိုပေါက်တို့နဲ့လည်းရင်းနှီးလေတယ်ဘာကြီးမုံနေဧည့်သည်များဖြစ်ကြတော့ဘိုးတင်တို့ကရင်းနှီးဖြင့်ဧည့်ဝတ်ပြုလေတယ်ထိုင်ကြဟိဟာဒီမှာငါတယောက်တည်းကွာမင်းတို့ဒီမှာညကြမှာမလားအိမ်မှာဘာကြီးအေးညသာလဲစားရသေးဖို့မပေါ်ဘူးမိဖို့ထဲမှာစံစီစားအစုံရှိတယ်ပြည်ဝင်ဦးလည်းရှိတယ်
ကိုယ့်ဘာသာကိုချက်စားကြအားမနာနဲ့ဟင်းချက်စရာတော့ကတော့တင်းကုန်းမှာကြက်စင်ရှိတယ်ကြိုက်တဲ့ကြက်ကိုသာလှုပ်လိုက်ပေတိုးနဲ့ကိုကိန်းမင်းတို့ကအဲ့တယ်မဟုတ်ဘူးမင်းတို့စေတင်ပေးလိုက်ကြအောင်စိတ်ချပါဘာကြီးဟာကျိုးတို့နဲ့အကြောင်းနဲ့အသေးသားနဲ့ပေတူးတို့နှစ်ယောက်လည်းဘာကြီးမို့အတော်ကိုရင်းနှီးလှပေတယ်ဘိုးတင်တို့တွေသူတို့လွယ်ထားသောလွယ်အိမ်များပလိုင်းများနဲ့လက်နက်များကိုထိုက်တင်သည့်နေရာများတွင်ထားလိုက်ကြပြီးအိမ်နောက်ရှိကွက်ပစ်တန်းရများတွင်ထိုင်းကဘာကြီးမို့နဲ့စကားဆမိပြောကြလေတယ်ကိုကိန်းနဲ့ပေါတူးမှပင်သူတို့စားတော့ရန်အတွက်ချက်ပြုတ်စီစဉ်နေကြလေတော့တယ်ကိုကိန်းနဲ့ပေါတူးတို့နှစ်ယောက်ကိုအကြောင်းပြုပြီးဘာကြီးမို့နေအိမ်တွင်ဘိုးတင်တို့အဖွဲ့ကောင်းမွန်သောအနားယူကြလေတယ်သူတို့ဒီညနေသားစားတော့ပြီးတော့ဘာကြီးမို့နဲ့ခိတ္တစကားပြောကအင်းကြီးပေါ်သို့အိတ်ဆက်ရန်အနားယူရန်တက်သွားလိုက်ကြပေတယ်လူများသောကြောင့်စောင်းခေါင်းအောင်မပြည့်စုံတော့လဲဒေါသများမှုပစိုးတစ်ထည်ရှိကအစင်ပြေပြီးဖြစ်ရာစောင်းခေါင်းအောင်မပြည့်စုံခြင်းမှအခရာမကြလာပေသူတို့သည်အင်ကြီးတင်များခင်းထားသောကျမ်းပြင်ပေါ်တွင်တပြေးတဲ့အိတ်လိုက်ကြပြီးမိခင်စကားများပြောဖြစ်ကြလေတယ်ပထမဆုံးပေါတိုးနှင့်ကိုကိန်းကမုတ်စိတ်ညိုအားမေးလေတော့တယ်ဆရာကြီးဘာလို့ကြက်သားမစားရလဲကျိုးတို့ချက်တာမကောင်းဘူးထင်လို့လားဟုတ်ပါဘူးကွာငါကမြင်သားကြားသားမစားလို့ပါအဲ့လိုလားတော်သေးတယ်ခရမ်းကျင်သေးတွေရှိလို့ကျိုးတို့ခရမ်းကျင်သေးငါ6ကောစားကောင်းလားဗျထမင်းကောမင်းရလားမင်းပါအခုတော့ဘိုက်ကတောက်နေတော့ကိုကင်းနဲ့ပေါတိုးမှသူတို့ချက်ကျွေးတွေကိုကောင်းတယ်ဟုအပြောခံရတော့ကြောင်းဂျင်းနဲ့လို့နေပြရတယ်ထို့နောက်ကိုကင်းဒီမုတ်စိတ်ညိုကဆက်လက်မေးမြန်းလေတယ်သူဆရာကြီးအိတ်ချိန်ပြီလားအိတ်ချိန်သေးပါဘူးကွာဘာလို့တော့ကွာကျုပ်သိကျင်တာလေးရှိလို့လေပြောလေကွာတခြားတော့မဟုတ်ပါဘူးဗျာဆရာကြီးကဟိုเจ้าကိုတွားဖို့သေးတယ်လို့ပြောခဲ့တယ်မလားအေးဟုတ်တယ်လေဘာဖြစ်လို့အဲ့မှာဘလို့တွေ့ကြုံခဲ့ရတယ်ဆိုတာကျုပ်ကသိကျင်နေတာကိုကင်းစကားကြောင့်ဘိုးတင်ပေတူးနဲ့တာရီတို့ကလည်းထောက်ခံလိုက်တယ်ဟုတ်တယ်မုတ်စိတ်ညိုကျိုးတို့လည်းသိကျင်နေတာကျိုးတို့နဲ့လမ်းခွဲပြီးတော့ဘာတွေဖြစ်ခဲ့လဲဆိုတာကျိုးတို့မသိရသေးဘူးလေဟုတ်တယ်မုတ်စိတ်ညိုပြောပြဗျာစောလဲစောသေးတာပဲမိတ်ချင်သေးဘူးဘိုးတင်တို့တောင်းဆိုမှုကြောင့်နောက်ဘူးပေါ်လက်တင်ပြီးပက်လက်လှဲအိတ်နေတဲ့မုတ်စိတ်ညိုသည်ချောင်းတစ်ချက်ကိုဟန့်လိုက်ပြီးငါတို့ကအဲ့ခရီးကိုဆက်မှာဆိုတော့မင်းတို့ကြိုတင်ပြေဆုံးလို့ရအောင်ငါပြောပြမယ်တခုတော့ရှိတယ်ကျန်တဲ့သူတွေကတော့တီဗီတောင်းမှမပြောတော့ဘူးပေါတူးနဲ့ကိုကိန်းမင်းတို့နှစ်ယောက်ငါကြိုတရီပေးထားမယ်ဒီခရီးကအသက်သေးရတဲ့ဖြစ်နိုင်တယ်နော်အားကြောင့်အခုတည်းကမလိုက်ချင်ဘူးဆိုလဲဒီမှာနေခဲ့ပြီးရွာကိုပြန်လို့ရတယ်မုတ်စိတ်ညိုကြီးစကားကြောင့်ကိုကိန်းနဲ့ပေါတူးသည်မချင်မနဲ့တော့လေတန်းဖြစ်မုတ်စိတ်ညိုကြီးစကားခုံးတုပ်ပြန်လေတယ်ဆရာကြီးကလည်းဒါပဲပြောနေတာပဲလူဆိုတာတေးတဲ့နေ့မွေးတဲ့နေ့ပဲမနေခဲ့ပါဘူးလိုက်ချုံလုံးလို့အိမ်ကအမားတို့ကိုအတိုက်ခံလုပ်ပြီးလိုက်လာပါတယ်ဆိုဟုတ်တယ်ကျုပ်လည်းလိုက်ချုံလုံးလို့ကိုမြကြီးကိုခေါ်ခိုင်းပြီးကျုံမိမကိုမရမကနားချခိုင်းရတာမင်းတို့ကဘာလို့တားလိုက်ချင်နေရတာတော့ဘာလို့ရမယ်ထင်းနေတာလဲအတွေ့အကြုံတွေပေါ့ဆရာကြီးကကျုပ်တို့နှစ်ယောက်ကထူးထူးဆန်းဆန်းဆိုတိတ်ပြီးဝါသနာပါတာအဲ့ဒါဆိုလည်းပြီးတာပဲမျောလင်းချက်နဲ့လိုက်တယ်ဆိုရင်တော့မင်းတို့မလိုက်နဲ့လို့ပြောမလို့ငါတို့သွားတဲ့ခရီးကမင်းတို့အတွက်အဖအကျိုးမြတ်မှရမှာမဟုတ်ဘူးဆရာကြီးကကျုပ်တို့ကိုထင်သေးတာပဲကျုပ်တို့ကိုအကျိုးမျှော်တဲ့ကောင်းတွေထင်းနေလားပေါတူးမှမကြင်မနှက်ဖြင့်ပြောလိုက်ရာကိုကိန်းဒီလည်းပေါတူးစကားအထောက်ခံလိုက်ပေတယ်ဟုတ်တယ်ဆရာကြီးကျုပ်တို့နှစ်ယောက်ကိုအထင်သေးလို့နေဗျာကျုပ်တို့ကြောင့်ဘိုးတင်တို့ကိုမေးကြည့်သားမှာသူတို့သိတယ်မကြင်မနှက်ဖြစ်ပြီးသူ့ဟာစကားဆုံးနေသည်ပေါတူးနဲ့ကိုကိန်းကြီးပြောစကားများအားမဟုတ်စိတ်မျိုးတယောက်နားထောင်ပြီးတော့ပြုံးမိသွားပါတယ်ထို့နောက်သူကနောက်တစ်ချိန်ထုံးတစ်ချက်ဟန့်လိုက်ကအေးမင်းတို့ကိုစော်ကားမိသလိုဖြစ်သွားရင်ငါတောင်းမှန်ပါတယ်ချင်းနေပြီလားစားပါလေကြာကိစ္စမရှိပါဘူးဆရာကြီးပြောပြမယ်ဆိုတဲ့အကြောင်းကိုသာပြောတော့ဒီလိုဖြင့်မုတ်စိတ်ညိုသည်ငဖူးပေါ်လက်တင်ကပတ်လက်အိတ်နဲ့ရမတပ်ပြေးတစ်ချက်ကိုမတိမတာချလိုက်ကသူကြုံတွေ့ကြရသောအဖြစ်ပြက်များအားပြောပြလိုက်ပါလေတော့တယ်